ခါတလေကိုပတ်ဝန်းကျင်ကအရာအဆင်ပြေနေတယ်လို့ထင်ထားရအောင်ဟန်ဆောင်ထားတဲ့အချိန်တွေရှိတယ်အပြင်ပန်းရည်နေတဲ့မျက်နှာအောင်မှာကိုဘလောက်ပင်ပန်းနေရဲဆိုတာဘယ်သူမှလာမေးမှမဟုတ်ပါဘူးတကယ်တော့ကိုလမ်းကြောက်ပါမှလဲဆိုတာတောင်သိချာမသိသေးတဲ့လမ်းပြောင်းနေသူတယောက်ပါပဲလူတိုင်းရှိကိုပြေးနေကြတယ်လို့ခံစားရပြီကိုတယောက်တည်းအမောင်ထဲမှာတိတ်ဆိတ်စွာရက်နေခဲ့ရတယ်လို့မျိုးပဲလူတွေအများကြီးကြားထဲမှာနေရက်နေတော့တခါလေကျတော့အရင်ထိချင်ပြီးတယောက်တည်းကြံခဲ့တယ်လို့ခံစားရတယ်ဒီတော့ဘဝရဲ့တန်ဖိုးကကိုလုပ်တဲ့အလုပ်ကိုပိုင်ဆိုင်မှုတွေမဟုတ်ပါဘူးခဏလောက်အားလုံးကိုရပြီးကိုနှလုံးသားတွေကိုအုံကြည့်ဖို့ကိုဘယ်သူဆိုတာကိုသိဖို့အရင်လိုအပ်နေတာပါအခုကိုနာကျင်ရတဲ့နေရာမှာပဲစိတ်ငြိမ်းချမ်းမှုကတည်ရှိနေတယ်ဆိုတာရုပ်တရက်သတိထားမိလိုက်တယ်ဒါကြောင့်မတစ်ဖက်ကြရင်လည်းကျွန်တော်ဆက်ပြီးအသက်ရှင်နေအောင်ပါပဲပိုးပြီးလည်းကြိုးစားအောင်နေအောင်ပါပဲ